မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဂျပန်နေဂျူကူပေါ့ကတ်ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ပထမဆုံး episode မှာတော့လက်ရှိမြန်မာလူငယ်အများစုရဲ့စိတ်ကူးအိမ်မက်ဖြစ်တဲ့ဂျပန်နိုင်ငံကိုတွားရောက်ရခြင်းအကြောင်းကိုအသေးစိတ်ဆွေးနွေးပေးသွားမှာပါခုဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြီးလိုက်တာနဲ့ဒီဂျပန်သားတင်တန်းကျောင်းတွေအများကြီးပဲเนาะလူငယ်တွေတော်တော်များများကလည်းဂျပန်သွားဖို့ကြိုးစားနေကြတယ်ဒါဆိုရင်မေးစရာရှိတာကဘာကြောင့်ဂျပန်ကိုသွားမှာလဲတခြားနိုင်ငံတွေလည်းရှိနေတာပဲဘာလို့မသွားတာလဲဘာလို့ဂျပန်ကိုပဲရွေးချယ်တာလဲဘာလို့ဂျပန်ကိုပဲသွားတာလဲပေါ့ပထမဆုံးအချက်အနေနဲ့ကတော့လောက်ခလာစာနဲ့စီးပွားရေးပဲဂျပန်မှာလူသမားရှားပါမှုပြဿနာရှိနေတာကြောင့်နိုင်ငံသားတွေကိုပို့ပြီးတော့မှတကားဖွင့်ပေးလာတယ်ထို့သဖြင့်ဒီမြန်မာလူငယ်တွေအတွက်မြန်မာပြည်ကအထက်အစပေါင်းများစွာတာလုံးနဲ့လာစာတွေရနိုင်တယ်ရရှိတဲ့ငွေကြေးနဲ့လည်းမိသားစုကိုထောက်ပံ့နိုင်ကိုယ့်ဘဝတော့လည်းစုဆောင်းမှုတွေလုပ်နိုင်တယ်ဒုတိယချက်ကတော့ဒီလုံခြုံမှုနဲ့လူနေမှုစနစ်ပေါ့နော်ဘေကင်းလုံခြုံမှုနဲ့လူနေမှုစနစ်ပေါ့ဂျပန်နိုင်ငံကကမ္ဘာမှာဒုစရိုက်မှုအနည်းဆုံးနိုင်ငံစီးရင်ထဲမှာပါတယ်နောက်ပြီးတေယူပို့ဆောင်ရေးစနစ်ကလည်းပဲတိကျတော့လူနေမှုဘဝကတကယ်ကိုပဲစနစ်ကျသွားစေဒါပေမဲ့ဒီနေရာမှာကျွန်တော်အဓိကပြောချင်တာကပိုက်ဆံတစ်ခုတည်းမဟုတ်ဘူးဆိုတာပဲဂျပန်သွားတာဟာပိုက်ဆံရှာဖို့တယ်မဟုတ်ဘဲနဲ့ဘဝအတွက် scale တစ်ခုကိုဆောင်သွားခြင်းလို့မြင်စေချင်ပါတယ်ဂျပန်လူမျိုးတွေရဲ့အချိန်တိကျမှုတာဝန်ယူမှုနဲ့အလုပ်ပေါ်ထားရှိတဲ့စေတနာတွေကိုကိုယ်တိုင်သင်ယူခွင့်ရမှာဘယ်လိုခင်မိတဲ့စက်ကရိယာတွေစနစ်တွေနဲ့ထိတွေ့ရတာကြောင့်မလို့ကိုယ့်ရဲ့အရေးချင်းကမြန်မာပြည်မှာတက်ဆိုင်အများကြီးတိုးတက်လာမှာသိကြပဲဂျပန်သားတက်သွားတဲ့အတွက်ဒီနောက်တစ်ချိန်ပေါ့နော်မြန်မာပြည်ပြန်လာရင်တော့မှပဲကိုယ်စီးပွားရေးဖြစ်ဖြစ်ကိုယ်ပိုင်စီးပွားရေးပဲဖြစ်ဖြစ်ကုမ္ပဏီကြီးတွေမှာဖြစ်ဖြစ်နေရာကောင်းတစ်ခုအမြဲရှိနေမှာဒါကြောင့်ဂျပန်သွားဖို့စဉ်းစားတဲ့အခါပတ်စံရဖို့ဆိုတဲ့စိတ်ကူးအပြင်နော်ငါ့ဘဝအတွက်ဘာတွေပြောင်းလဲသွားမလဲဆိုတဲ့အမြင်လေးကိုပါထည့်ပြီးတော့စဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ကဲဒါဆိုရင်ဂျပန်သွားဖို့ဆုံးဖြတ်ပြီးပြီဆိုရင်ဘာတွေစပြီးတော့ပြင်ဆင်ရမလဲဘယ်လိုဗီဇာအမျိုးအစားတွေရှိလဲဆိုတာကိုနောက်ထပ်အပိုင်းမှာဆက်ပြီးတော့နားဆင်ကြည့်အောင်ပါခင်ဗျာ။ကဲဂျပန်သွားဖို့ဆေးရထက်တဲ့နေပြီဆိုရင်ကျွန်တော်တို့ပထမဆုံးရင်ဆိုင်ရမယ့်မေးခွန်းကငါဘယ်ဗီဇာနဲ့သွားမှာလဲဆိုတာပဲဂျပန်ဗီဇာမျိုးစားတွေအများကြီးရှိပေမဲ့မြန်မာလူငယ်တွေအတွက်အဓိကလမ်းကြီးက3ချောင်းလမ်းကြောင်း3ချောင်းရှိတယ်ပေါ့နော်လမ်းကြောင်းကြီး3ချောင်းခွဲခြားပြီးတော့မှရှင်းပြပေးသွားပါမယ်ပထမဆုံးကတော့ student visa ကတော့အသက်အရွယ်ဒီငယ်တဲ့သူတွေနဲ့ဒီပညာရေးကိုအခြေခံပြီးတော့မှရေးရှည်ခြေကုပ်ယူခြင်းတဲ့သူတွေအတွက်အကောင်းဆုံး visa ပေါ့အများစုကတော့ဂျပန်စာသင်ကျောင်းတွေ language school ပေါ့နော်ဒီ Japanese language school တွေကနေစပြီးတော့မှတွတ်တက်ကြတယ်ပေါ့ဂျပန်စာကိုဂျပန်လူမျိုးတွေစီမှာစနစ်တကျသင်ရမယ်ပြီးရင်ဒီတစ်ပတ်ကို28နာရီအချိန်ပိုင်းအလုပ်အာတူဘိုက်3လုပ်ခွင့်ရမယ်ပေါ့အဲ့တော့သူတို့ဒါဒီသင်ပြီးသွားလို့ရှိရင်ဂျပန်စာတွေကိုသင်ယူပြီးသွားလို့ရှိရင်ဘာတွေဆက်ပြီးတော့မှဘယ်လမ်းကြောင်းတွေရှိမလဲပေါ့ဆိုတဲ့အခါမှာဂျပန်ဘာသာစကားကျောင်းပြီးသွားပြီဆိုရင် vocational college ဆိုတဲ့専門学校ပေါ့နော်専門学校လို့ခေါ်တဲ့ college ကျောင်းကိုဆက်ပြီးတော့မှတက်မှာလားဒါမှမဟုတ်တက္ကသိုလ်ဆက်တက်ပြီးတော့မှအလုပ်ဗီဇာပြောင်းမှာလားပေါ့နော်အဲ့ဒါတွေကိုဆက်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ကျောင်းသွားတက်တဲ့ခါမှာဂျပန်မှာကျောင်းသွားတက်တဲ့ခါမှာစိန်ခေါ်မှုတွေကတော့ရှိသေးတယ်ဘာတွေရှိလဲဆိုတော့ဒီကျောင်းလာခနဲ့စားစရိတ်အတွက်ငွေကြေးအင်အားအထိုက်လျောက်ရှိဖို့တော့လိုတယ်ပေါ့နော်ဒီကျောင်းလာခဒီလည်းများမယ်စားစရိတ်တွေကလည်းပဲဒီများမယ်ပေါ့နော်ဂျပန်လိုနိုင်ငံမျိုးမှာနေရမှာဆိုတော့စာအုပ်လည်းတကယ်စူးစမ်းနိုင်မှအဆင်ပြေမှာပေါ့ဒါကတော့ကျောင်းသားဗီဇာပေါ့နော်ကျောင်းသားဗီဇာတော့ထားလိုက်ပါတော့အထက်တန်းအောင်ထားပြီးသားလူတွေကတက်လို့သွားတက်လို့ရမယ်ပေါ့နော်အထက်တန်းအောင်ထားပြီးတော့မှဂျပန်စာအခြေခံတော့တင်ထားတဲ့သူတွေဆိုလို့ရှိရင်အောင်လို့မှရထားတဲ့သူတွေဆိုရင်သွားတက်လို့ရမယ်ဗီဇာပေါ့နော်ဒါပညာရေးနဲ့အနာဂတ်ကိုပို့ပြီးတော့မှကောင်းအောင်လုပ်ချင်တဲ့လူငယ်တွေအတွက်ဗီဇာပေါ့ဖြစ်ပါတယ်ပေါ့ဆိုတော့နောက်တစ်ခုကspecify skill worker လို့ခေါ်တယ်ပေါ့နော်ဂျပန်လိုဆိုရင်တော့ Tokuteki no visa ပေါ့မြန်မာလိုဆိုရင်တော့ကျွမ်းကျင်လုပ်သားဗီဇာလို့ခေါ်တယ်သူကတော့အလုပ်လုပ်ဖို့အဓိကပဲဒါကတော့ဂျပန်မှာလုပ်တန်းလုပ်ချင်တဲ့သူတွေအတွက်ဗီဇာလို့ပြောလို့ရတာပေါ့နော်အရင်ကတော့ training visa လို့ခေါ်တယ်ဒီပညာသင်တန်းသားဗီဇာတွေရှိခဲ့မှုတွေပေါ့နော်ဒါပေမဲ့အခုပြောတဲ့ specify skill worker ဆိုတာကျွမ်းကျင်လုပ်သားဗီဇာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကဗီဇာထက်ကိုပို့ပြီးတော့မှအခွင့်အရေးပိုတာတယ်ပေါ့လုပ်ငန်းနယ်ပယ်တွေကတော့အများကြီးရှိတယ်အဲ့ထဲမှာဥပမာအဖြစ်စိုက်ပျိုးရေးလုပ်မှာလားဆောက်လုပ်ရေးလုပ်မှာလားဘူဘဆောင်းရှောက်ရေးလုပ်မှာလားစားတောက်ကုန်ထုတ်လုပ်ငန်းလုပ်မှာလားစားတောက်ဆိုင်လုပ်ငန်းလုပ်မှာလားဒါမှမဟုတ်လို့ဆိုရင်တခြားပေါ့နော်အများကြီးရှိတယ်ဥပမာကားနဲ့ပတ်သက်ပြီးတော့မှလုပ်မှာလားကားပြင်တာလုပ်မှာလားစသဖြင့်စက်မှုကုန်ထုတ်လုပ်ငန်းတွေလုပ်မှာလားစသဖြင့်အဲ့လိုမျိုးလုပ်ငန်းတွေအများကြီးရှိတယ်ပေါ့နော်စုစုပေါင်း14 15မျိုးလောက်ရှိတယ်ပေါ့14မျိုးရှိတယ်ပေါ့နော်ဆိုတော့
လိုအပ်ချက်ကဒီဗီဇာနဲ့ရှောက်ဖို့အတွက်ဆိုရင်လိုအပ်ချက်ကဂျပန်စာပေါ့နော်JLPT N4 ဒါမှမဟုတ် JFT basis အောင်ရအောင် JLPT ဆိုတာကတော့ဒီ Japanese Language Proficiency Test လို့ခေါ်တဲ့ဂျပန်အစိုးရနေပြီးတော့မှစစ်ပေးတဲ့စာမေးပွဲပေါ့နော်အဲ့စာမေးပွဲမှာ level N4 ဆိုတဲ့ level ကိုအောင်ထားရမယ်ဒါမှမဟုတ်လို့ဆိုရင် JFT လို့ခေါ်တဲ့ Japan Foundation ကနေကျင်းပတဲ့စာမေးပွဲပေါ့နော်အဲ့ဒါရဲ့ basis A2 level ပေါ့နော်အောင်ထားမယ်ဆိုလို့ဆိုရင်ရပါတယ်နောက်ပြီးတော့ကိုသွားမဲ့ level အလိုက် skill test လို့ခေါ်တဲ့ကျွမ်းကျင်မှုစာမေးပွဲတွေအောင်ရပါမယ်။ specify skill work ကဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကထားလိုက်ပါစားတောက်ဆိုင်နဲ့သွားမယ်ဆိုရင်စားတောက်ဆိုင်ရဲ့အောင်လက်မှတ်ရှိဖို့လိုတယ်။အဲ့ဒါမြန်မာနိုင်ငံမှာအခုကျင်းပပေးနေပါတယ်ပေါ့နော်။သူလားအလိုက်ကျင်းပပေးနေတာရှိပါတယ်။သူရဲ့အားသာချက်ကလစာဂျပန်လူမျိုးတွေနဲ့ဒန်းတူရတယ်။ပြီးတော့ agency ကလည်းပဲပိုရင်တော့ကဒီ training visa တွေတဲ့အများကြီးတက်တာတယ်ပေါ့နော်။တက်တာနဲ့သွားလို့ရမယ်လမ်းကြောင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ engineer visa လို့လည်းပြောလို့ရတယ်လို့မျိုး web visa ပေါ့နော် web visa လို့ပြောလို့ရတဲ့ visa ဖြစ်ပါတယ်ပေါ့ပုံမှန်အဖြစ်တော့မြန်မာနိုင်ငံကဒီ web visa နဲ့သွားတာအများစုကတော့ engineer များတယ်ပေါ့ဒါကြောင့်မို့ engineer visa လို့ပြောရမလားလို့တော့မသိပါဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လို့အဲ့ဒီမှာ web visa မှာလည်းပဲထားလိုက်ပါတော့ဒီဘာသာပြန်လုပ်ငန်းတွေ hotel လုပ်ငန်းတွေမှာသွားလုပ်တဲ့ရိုးဘွဲရတွေသွားလုပ်တဲ့ visa လည်းရှိပါတယ်ပေါ့နော် web visa ပေါ့နော် web visa ရဲ့ဒီအထဲမှာပဲပေါ့ဒါကတော့မြန်မာပြည်မှာဘွဲတစ်ခုခုရထားပြီးတဲ့သူတွေပေါ့နော်ဥပမာအဖြစ် IT engineer တွေဒီစက်မှု engineer တွေစသဖြင့်ပေါ့အဲ့လို engineer တွေအတွက်ဒီ B ဘွဲရတွေ B dash ဘွဲရတွေစသဖြင့်အဲ့လိုမျိုးသူတွေအတွက်ရှိသလိုပြီးသွားလို့ဆိုရင်ရိုးဘွဲရတွေပေါ့နော်ရိုး major ဘွဲရတွေလည်းပဲအတွက်လည်းပဲရှိပါတယ်ပေါ့နော်ဥပမာအဖြစ်ရိုး major ဘွဲရတွေဆိုလို့ဆိုရင်ဘာသာပြန်လို့ရုပ်လုပ်ငန်းလို့စသဖြင့်အဲ့လိုမျိုးလုပ်ရတာပေါ့သူရဲ့ထူးခြားချက်ကတော့ဒီ visa ရဲ့ထူးခြားချက်ကတော့အလုပ်တွေ့ကြုံတဲ့ဘာသာစကားအနည်းဆုံး N3 ဒါမှမဟုတ် N2 လောက်အောင်နားမှရမှာပေါ့နော်ဗီဇာရမှာပေါ့ဂျပန်က level မြင့်ပြီးတော့မှဂျပန်စကားပြောကောင်းရင်ကောင်းတယ်လို့လားစာမြင့်ရနိုင်တယ်လို့မိသားစုတွေပါဒီကိုယ့်ရဲ့မိသားစုဝင်ဟိုပါပေါ့နော်ဂျပန်ကိုခေါ်ခွင့်ရှိပါတယ်ဥပမာမိသားစုဝင်ဆိုတဲ့နေရာမှာကိုယ့်ရဲ့သားသမီးနဲ့ဒီဇနီးမယားလင်းယောက်ျားပေါ့နော်စသဖြင့်အဲ့လိုမျိုးခေါ်ခွင့်ရှိပါတယ်ပေါ့အနှစ်ချုပ်အနေနဲ့ကြံပြရမယ်ဆိုရင်ဗီဇာရွေးချယ်တဲ့အခါမှာကိုယ့်ရဲ့လက်ရှိအနေအထားကိုပြန်ကြည့်ဖို့လိုတယ်။ပညာရေးကိုအားတန်နေဆိုလို့ရှိရင်ကိုကကျောင်းသားဗီဇာကိုရွေးရမယ်။ဆိုတော့ကျောင်းသားဗီဇာဆိုမှအသက်အရွယ်ရလည်းရှိသေးတာပေါ့နော်။အသက်အရွယ်နဲ့လည်းလိုက်ပြီးတော့မှရွေးရမှာပေါ့။အဲ့တော့အလုပ်တန်းလုပ်ပြီးတော့ပတ်စံများစုကျင်နေများလိုချင်နေဆိုရင်တော့ specify skill worker ကိုရွေးရမှာပေါ့။ဘွဲရထားပြီးတော့ကိုပညာရက်နဲ့ကိုရက်တည်ချင်နေဆိုရင်တော့ engineer ဗီဇာကိုရွေးချယ်ရမှာ။ဒါပေမဲ့ဘယ်ဗီဇာနဲ့ပဲသွားအရေးကြီးဆုံးအချက်ကတော့ဂျပန်စာပဲ။ဂျပန်စာကအနည်းဆုံး N5 level N4 level လောက်ဒီရှိမှရမှာပေါ့နော်အဲ့တော့ဂျပန်စာကလည်းအရေးကြီးတယ်ဘာလို့လဲဆိုတော့ဂျပန်နိုင်ငံမှာအလုပ်လုပ်မှကြောင်းတက်မယ်ဆိုလို့ရှိရင်ဂျပန်လူမျိုးတွေနဲ့ communicate လုပ်ပြီးတော့မှနေထိုင်စားသောက်မှုလုပ်ရမှာဆိုတော့ဂျပန်စကားမပြောတတ်ရင်နားမလည်ရင်အဆင်မပြေဘူးပေါ့နော်အခြေခံလောက်လေးဖြစ်နားလည်ထားဖို့ပြောတတ်ထားဖို့တော့လိုအပ်တာပေါ့အဲ့တော့ဗီဇာလျှောက်တဲ့ခါမှာအောင်ဖို့အတွက်ကလည်းပဲဒီဂျပန်စာအောင်လက်မှတ်တွေကအရေးကြီးပါတယ်ကဲဒါဆိုရင်ဗီဇာမျိုးစားတွေကိုတည်သွားပြီဆိုရင်ဒီဗီဇာတွေအတွက်ဒီဗီဇာတွေလျှောက်ဖို့အတွက်ဘယ်လိုစာရေးစာတမ်းတွေပြင်ဆင်ရမလဲ agency တွေနဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာတော့နောက်တစ်ပိုင်းမှာအသေးစိတ်ဆက်ပြီးတော့မှပြောပြပေးသွားပါမယ်ကဲဗီဇာမျိုးစားတွေကိုတည်ပြီဆိုရင်တော့လက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်စာရေးစာတမ်းတွေကိုပြင်ဆင်ရတော့မှာဒါဂျပန်သွားဖို့အုံမြင့်ချတာနဲ့တူပါတယ်အုံမြင့်မခိုင်ရင်အစာအုပ်တွေပြိုသလိုမျိုးပဲဒီစာရေးစာတမ်းတွေမစုံဘူးဆိုလို့ဆိုရင်လည်းပဲဒါမှမဟုတ်အချက်လက်မှားတယ်ဆိုရင်လည်းဗီဇာ reject ဖြစ်နိုင်တယ်ငြင်းခံရတတ်တယ်ဆိုတော့ size ဆက်တန်းပြင်ဆင်တဲ့စီမှာပထမဆုံးလိုအပ်တာတော့ဒီနိုင်ငံကူးလက်မှတ်လို့ခေါ်တဲ့ passport လိုအပ်ပါတယ်ပေါ့ခီးသွားဖို့တယ်မဟုတ်ပဲစာမွေးဖြေဖို့ကအစား passport ကလိုနေပြီးတော့အခုဆိုလို့ရှိရင်ကြိုလုပ်ထားဖို့လည်းပဲတိုက်တွန်းကျင်ပါတယ်ပေါ့ဘာလို့လဲဆိုတော့ passport ကအခုချိန်မှာလောက်ရတာနည်းနည်းလေးခက်ခဲရှိတဲ့အတွက်ကြောင့်မလို့ကြိုလုပ်ထားတင်ပါတယ်ဆိုတော့ဒီနေရာမှာ passport အမျိုးအစားပေါ့နော်မြန်မာနိုင်ငံမှာကျတော့ passport အမျိုးအစားတွေရှိတဲ့အတွက်ကြောင့်မလို့ကိုကဘယ်လို passport မျိုးကိုလှုပ်ထားတင်လဲဆိုတာကိုထည့်သွင်းပြောပြပေးချင်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျောင်းသားဗီဇာနဲ့သွားမဲ့လူတွေကနိုင်ငံကူးလက်မှတ်က PV သို့မဟုတ် PE ဒီ passport မျိုးအစားလိုအပ်ပါတယ်ပေါ့ဆိုတော့ကျောင်းသားဗီဇာနဲ့သွားမယ်ဆိုရင် PV ကတော့ထားလိုက်ပါတော့ဒါအလဲပေါ့နော်အလဲ passport ဖြစ်ပါတယ်ပေါ့ဆိုတော့ဒါမဲ့ဒီ PE ဆိုတဲ့နေရာမှာpassport ရုံးမှာသွားလို့ရှိရင်ထားလိုက်ပါတော့ခုနကပြောတဲ့နေထိုင်ခွင့်လက်မှတ်တို့စသဖြင့်ကျောင်းရဲ့ထောက်ခံစာတို့ငွေသွင်းထားတယ်ကျောင်းလက်ကသွင်းထားရပါတောင်းတဲ့အတွက်ကြောင့်မလို့ဒီသူတို့ကတော့ဒီတိုင်းတော့ရှောက်လို့ရမှာမဟုတ်ဘူးပေါ့ဆိုတော့အကောင်းဆုံးကတော့ passport
PV မျိုးစားကိုရှောက်ထားတာကောင်းတယ်ဥပမာအဖြစ်ထိုင်းနိုင်ငံမှာသွားပြီးတော့မှအလဲဘက်သွားမှုဆိုတဲ့သဘောမျိုးပြောပြီးတော့ passport PV ကိုရှောက်ထားတာတော့ကောင်းပါတယ်အဲ့တော့ passport လုပ်ဖို့ဆိုရင်လိုအပ်တဲ့အချက်လက်တွေပေါ့နော်မှတ်ပုံတင်တို့အိမ်အောင်စရင်းတို့မွေးစရင်းတို့နာမည်စလုံးပေါင်းနေပြီးရင်မွေးသက် grade တွေအားလုံးတူညီနေဖို့ရန်ရေးကြည့်တယ်ပေါ့နော်ကိုရဲ့ထားလိုက်ပါတော့အောင်လက်မှတ်တွေမှာ10တန်းအောင်လက်မှတ်ဂျပန်သားအောင်လက်မှတ်တို့မှာပါတဲ့ကိုရဲ့နာမည်တွေမွေးသက် grade တွေစလုံးပေါင်းတွေကဒီ passport မှာလည်းအတူတူဖြစ်နေရမှာနော်အဲ့တော့ဥပမာအဖြစ်မှတ်ပုံတင်မှာတစ်မျိုးចောင်းဒီ10တန်းအောင်လက်မှတ်တွေမှာဘွဲလက်မှတ်တွေမှာတစ်မျိုး passport မှာတစ်မျိုးဖြစ်နေပြီအဲ့လိုမျိုးဆိုလို့ရှိရင်တော့ရှောက်တဲ့ခါကျရင်ပြဿနာရှိနိုင်တယ်ဒါကြောင့်မို့ဒီဟာကိုသတိထားပေးပါပေါ့နောက်တစ်ခုပညာရည်ချင်းပေါ့ပညာရည်ချင်းကကျောင်းသားဗီဇာနဲ့သွားမဲ့သူတွေဆိုရင်တော့ဒီ10တန်းအောင်လက်မှတ်အနည်းဆုံးလိုအပ်တယ်ပေါ့နော်10တန်းအောင်ဖို့အနည်းဆုံးလိုအပ်တယ်ဘွဲရဗီဇာတွေလည်းသွားလို့ရပါတယ်နောက်ပြီးတော့နောက်ထပ်ဘာတွေပြင်ရအောင်မလဲဆိုတော့ဥပမာပြ10တန်းအောင်လက်မှတ်ဆိုလို့ဆိုရင်10တန်းအမှတ်စရင်ဘွဲရဗီဇာလို့ဆိုလို့ဆိုရင်ဒီကိုတက်ခတဲ့တက္ကသိုလ်ရဲ့အမှတ်စရင်4နှစ်စာလိုအပ်ပါတယ်ဆိုတော့အားကြောင့်မလို့ဒီအမှတ်စရင်တွေထုတ်တဲ့ခါကျရင်အချိန်ကြာတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ကိုကကြိုပြီးတော့မှထုတ်ထားသင့်ပါတယ်နောက်တစ်ခုကfinancial sponsor လို့ခေါ်တဲ့ငွေကြီးထောက်ပံ့တဲ့သူပြောမယ်ဆိုလို့ဆိုရင်တော့ sponsor ဆိုတာကကိုယ်ငွေကြီးထောက်ပံ့မဲ့လူကဘယ်လိုတွေဖြစ်ရမလဲဆိုတော့ကိုယ့်ရဲ့မိဘဖြစ်ရမယ်အကိမိဘမရှိဘူးမိဘတွေကမရှိတော့ဘူးဆိုလို့ဆိုရင်တော့ကိုယ့်ရဲ့အုတ်ထင်းသူတယောက်ပေါ့နော်တယောက်ကsponsor အနေနဲ့တာဝန်ယူပေးရမှာအဲ့အတွက်ကြောင့်မလို့သူတို့အုတ်ထင်းသူအနေနဲ့ဘာတွေလုပ်ထားပေးရမလဲဆိုတော့အစားရစားတဲ့နေရာကျတော့ကိုယ့်ရဲ့လုပ်ငန်းလိုင်စင်တွေအခွန်3နှစ်စာဆောင်ထားတဲ့ဟာတွေအဲ့တော့အခွန်3နှစ်စာဆောင်ထားတဲ့ဆိုတဲ့နေရာမှာလည်းပဲလုပ်ငန်းရဲ့ဝင်ငွေကတကယ်ကိုပဲဒီចောင်းသားကိုထောက်ပံ့နိုင်တဲ့ပမာဏနော်ရှိရလားဆိုတဲ့ဟာပုံမှာရေးကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအခွန်3နှစ်ကိုလည်းပဲတည်တည်ချာချာဆောင်ထားရင်တော့အကောင်းဆုံးပေါ့နော်အကောင်းဆုံးဖြစ်ပါတယ်နောက်တစ်ခုကဘဏ်ထဲမှာဒီចောင်းသားကိုထောက်ပံ့နိုင်တဲ့ပမာဏပေါ့နော်လုံလောက်တဲ့ပမာဏတခုမှတ်တမ်းရှိရပါမယ်ပေါ့ဥပမာအဖြစ်ကိုမှသားသမီး2ယောက်ရှိတယ်တယောက်ကိုဂျပန်သွားစီချင်လို့သွားခိုင်းမယ်ဆိုလို့ရှိရင်နောက်ထပ်တယောက်ကရောမြန်မာနိုင်ငံမှာနေတဲ့အချိန်မှာသူ့ရဲ့သုံးစရိတ်တွေကိုဘောပါကိုယ့်ရဲ့ဝင်ငွေနဲ့လိုက်ပြီးတော့မှတွက်တာပေါ့နော်ဒါကြောင့်မလို့2ယောက်စလုံးအတွက်ကိုလုံလောက်တဲ့ငွေရှိဖို့အတွက်ကိုစီစဉ်ထားရမယ်ဒါကတော့သူ့ရဲ့ sponsor ပေးမယ်မိဘတို့မဟုတ်အထင်းသူပေါ့နော်ရှိထားရမယ်ဟာတွေဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့ဒီ specified skill worker နဲ့ပတ်သက်လို့ဆိုရင်တော့ဒီခုနပြောတဲ့ passport ကတော့လုပ်ထားရမယ်ပြောလို့ဆိုရင်ကိုယ့်ရဲ့အောင်လက်မှတ်တွေ10တန်းအောင်ထားတဲ့လူဆိုရင်တော့ဒါ10တန်းအောင်လက်မှတ်တို့ပါလိုတာပေါ့နော်တကယ်ကြီးမအောင်ထားဘူးဆိုလို့ဆိုရင်လည်းရပါတယ် specified skill worker ကျတော့ဒီ10တန်းအောင်လက်မှတ်မလိုဘူးပေါ့နော်မလိုလဲရတယ်ဟို10တန်းအောင်ဖို့မလိုဘူးပြောတာ10တန်းအောင်ဖို့မလိုပါဘူးအောင်ထားလို့ဆိုလို့ဆိုရင်ရပါတယ်ပေါ့အဲ့တော့ specified skill worker ကကြတော့အဲ့လိုမျိုး10တန်းအောင်လက်မှတ်မလိုတဲ့အတွက်ကြောင့်မလို့ဒီတိုင်းရှောက်ရုံပဲအခုခုနကကျောင်းသားဗီဇာမှာပြောပြပေးသွားခဲ့တဲ့စာရေးစာတမ်းတွေကိုပဲအဓိကလောက်အောင်ပါပေါ့နော်အဲ့တော့နောက်တစ်ခုကဆေးစစ်ရမှာတို့ဘာတို့ကကြတော့ interview on ပြီးမှစပြီးတော့မှစစ်လို့ရတယ်အဲ့တော့ agency ရွေးချယ်တာကိုအခုပြောမယ်ဒါအရေးကြီးတယ်အရင်အရေးကြီးပါတယ်နော်အများကြီးမှ agency တွေအများကြီးရှိနေတဲ့ခါကျတော့ဒီဘယ်သူ့ကိုယုံရမလဲဘယ် agency ကိုယုံရမလဲဘယ် agency နဲ့သွားရမလဲဆိုတာဟုတ်ကဲ့မတူဥပမာပြတချို့ agency အမှန်ကန်တော့လုပ်တဲ့ agency တွေရှိတယ်တကယ်လည်းမှန်ကန်တယ်ဒါပေမဲ့ကိုကသွားဖို့အတွက်ကိုကြာတာမျိုးဆိုတာဘယ်လိုမျိုးပြောလဲဆိုတော့ကိုရှိမှ senior တွေတန်း senior လူတွေများတာမျိုးတွေစသဖြင့်အဲ့ဒီဟာကိုသိချာတတိထားပြီးစစ်ဆေးရမယ်နောက်တစ်ခုက license ရှိမရှိစစ်ဆေးပေါ့နော် license ရှိမရှိစစ်ဆေးရမယ်ဒီ agency ကနေပို့ပေးမယ်ဒီပို့မယ်ဆိုလို့ရှိရင် agency ရဲ့နာမည်နဲ့ဒီ license ရှိဖို့လိုအပ်တယ်ပေါ့ဆိုတော့အဲ့ဒါဘယ်မှာစစ်ဆေးရမလဲဆိုတော့လူသမားဝန်ကြီးဌာနကတရားဝင်ခွင့်ပြုထားတဲ့ license ရှိတဲ့ agency ဖြစ်ဖို့အတွက်ကိုဆိုလို့ရှိရင်ဘယ်လိုမျိုးစုံစမ်းရမလဲဆိုတော့လူသမားမြန်မာနိုင်ငံရဲ့ဒီလူသမားဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားတဲ့ license ရ agency စာရင်းရှိပါတယ်အဲ့ agency ကိုစရင်းမှာတွားပြီးတိုက်စစ်ကြည့်လိုက်ရတယ်ဒါလွယ်တယ်ကိုကကို website ကနေပြီးတော့မှတိုက်စစ်လိုက်လို့စရင်ရပါတယ်နောက်တစ်ခုက agency ကနေပို့ထားတဲ့တမိုင်းကြောင်းကိုကြည့်ပေါ့ဒီ agency ကဂျပန်ကိုတကယ်လွတ်နေတာဟုတ်ရဲ့လားသူတို့စီကတွားတဲ့သူတွေရဲ့ feedback တွေကလည်းဘယ်လိုရှိလဲဆိုတာကိုလည်းပဲကြည့်ရမယ်ဥပမာပြ Facebook group မှာမေးတာမျိုးလူကိုယ်တိုင်းသွားစုံစမ်းတာမျိုးတွေအဲ့လိုမျိုးလုပ်ပါဘူးပြီးတော့ရှေ့ကသွားထားတဲ့ senior တွေစီကနေစကားတန်နေလည်းနားထောင်ပေါ့နော်အဲ့လိုမျိုးလုပ်ပါဒါမှသာလိမ့်မယ်ဒီ agency ဒီရွေးချယ်တဲ့အခါမှာကိုကကောင်းကောင်းမွန်မွန်ရွေးချယ်နိုင်မှာပဲနောက်တစ်ခုက agency ရွေးချယ်တဲ့အခါမှာပွင့်လင်းမြင်သာမှုရှိတဲ့ agency ကိုရွေးချယ်ပါပေါ့ဥပမာပြဝန်ဆောင်ကဘယ်လောက်ရှိမယ်အဲ့ဝန်ဆောင်ကနေမှာဘာစရိတ်တွေပါမှာလဲဗီဇာမကြရင်ငွေပြန်ရမှာလားစသဖြင့်တိတိကျကျစာချုပ်ချုပ်နိုင်တဲ့ agency တွေကိုပဲရွေးချယ်ပေါ့
ဒါနဲ့စကားမဆက်ဂျပန်နေဂျကူမှာတော့ဒီလိုမျိုးဝန်ဆောင်မှုတွေအကုန်လုံးကိုပေးနေပါတယ်ဝန်ဆောင်ကားတွေနဲ့ပတ်သက်ပြီးတော့လည်းပွင့်လင်းမြင်သာမှုရှိသွားចောင်းသားတွေကိုတစ်ခုချင်းစီအသေးစိတ်ရှင်းပြပြီးတော့မှချပြပေးပါတယ်ပေါ့နော်တေချာလည်းအသေးစိတ်ဆွေးနွေးပေးပြီးတော့ဘယ်လိုလူမျိုးတွေကတော့ဘယ်လိုမျိုးသွားတင်ပါတယ်ဆိုတဲ့ဟာကိုပေါ့နော်လည်းအကြံပေးတယ်ပြီးသွားလို့ဆိုရင်ဝန်ဆောင်ကားနဲ့ပတ်သက်ပြီးတော့လည်းပဲဒီအသေးစိတ်ပွင့်လင်းမြင်သာမှုရှိသွားနဲ့ကျွန်တော်တို့ကလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်ပြောခဲ့တဲ့ service တွေအကုန်လုံးကတော့ဝန်ဆောင်မှုတွေအကုန်လုံးကတော့ကျွန်တော်တို့ဂျပန်နေဂျကူမှာအချိန်မီပြီးရယူလို့ရပါတယ်ဂျပန်စာမီပွဲတွေနဲ့ပတ်သက်ပြီးဆက်ပြီးပြောကြည့်အောင်အဲ့တော့ size ဆန်နီခုနကပြောတဲ့ size ဆန်နီရှိနေုံနဲ့မပြီးသေးဘူးကိုယ့်ရဲ့အရေးချင်းကိုပြဖို့အတွက်ကိုဒီဂျပန်စာ JLPT တို့ net test တို့အောင်လက်မှတ်တွေလိုပါတယ်အဲ့လိုမျိုးအောင်လက်မှတ်တွေရဖို့အတွက်ကိုဆိုရင်စာကြက်ဖို့လိုတယ်ပေါ့နော်စာကြက်ဖို့အတွက်ကကြတော့ဘာလို့ပြန်လဲဆိုတော့ကျောင်းတက်ဖို့လိုတယ်သင်တန်းတက်ဖို့လိုတယ်ပေါ့နော်သင်တန်းတက်ဖို့လိုတဲ့အတွက်ကြောင့်မလို့ဂျပန်စာကို N5 level N4 level N3 level စသဖြင့်သူအဆင့်လိုက်စီတက်သွားရမှာဖြစ်ပါတယ်ကိုကကြတော့ဘယ်ကြောင့်မှတက်ရမှမသိဘူးဘာလို့မှမသိဘူးဆိုလို့ဆိုရင်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ဂျပန်စာတင်နေတဲ့လူတွေမှာဘယ်ကြောင့်အကောင်းလဲစသဖြင့်စုံစမ်းပြီးပါပေါ့နော်စုံစမ်းပြီးတော့မှတက်ပါဘူး specify skill worker နဲ့သွားမဲ့သူတွေဆိုရင်တော့ GFT basic နဲ့သက်ဆိုင်ရာ skill test တွေကိုအောင်မြင်ထားရပါဒါတွေကဒီဂျပန်နိုင်ငံကိုသွားဖို့ကိုယ့်ရဲ့ပထမဆုံးခြေလမ်းပထမဆုံးဒီသွားဖို့အတွက်ကိုတကားဖွင့်ပေးမဲ့တော့ချက်တွေလို့ပြောလို့ရပါတယ်ဆိုတော့တခုတတိပေးချင်တာကအချက်လက်တွေကိုမလိမ်ပါနဲ့ဥပမာအဖြစ်လူဝင်မှုဂျပန်လူဝင်မှုကြီးကြပ်ရေးလို့ခေါ်တယ်ဂျပန်လာဝကလို့ပဲပြောရအောင်နော်ဂျပန်လာဝကဆိုလူဝါကြီးမဟုတ်နော်လူဝင်မှုကြီးကြပ်ရေးကိုပြောတာနော်လာဝကက immigration ကစစ်ဆေးတာအရန်ဆေးဆက်တယ်နော်ဒီအချက်လက်အမှားတွေတခုခုတွေ့သွားရတယ်ဂျပန်ကိုသွားလို့မရအောင်လို့ပိတ်တာတွေဖြစ်နိုင်တယ် reject တွေတောက်လျှောက်ချတာတွေဖြစ်နိုင်တယ်ဒါကြောင့်အမှန်တိုင်းပဲပြင်ဆင်မှုအထူးမှားခြင်းတယ်ဘာကြောင့်အဲ့လိုပြောရတာလဲဆိုတော့မှဖြင့်ကိုက10တန်းမအောင်တာပဲနဲ့10တန်းအောင်လည်းမအတူကြီးနဲ့လာလျှောက်တယ်ဆိုရင်ဒီလျှောက်ပေးတဲ့ agency ကလည်းသိချင်မှသိမှာဒါကြီးနော်စစ်လို့မှမရတာဟုတ်စစ်လို့မှမရတဲ့ခါကျတော့သိချင်မှသိမှာဒါပေမဲ့လာဝကအဲ့ဒီဟာကိုသိသွားလို့စီရင် reject လုပ်လိုက်နိုင်တယ်ပေါ့နောက်တစ်ခုကဥပမာပြအရင်တော့က COE လျှောက်ဖူးတာတွေရှိတယ်COE ဆိုတာတော့ certificate of eligibility ပေါ့မြန်မာလိုပြောရရင်တော့ဂျပန်နေထိုင်ခွင့်လက်မှတ်လို့ပြောရမှာပေါ့နေထိုင်ခွင့်လက်မှတ်လျှောက်ထားဘူးတာတွေရှိတယ်အရင်တော့ကမရှိဘူးလေအဲ့ဒါကို agency ကိုမပြောဘဲနဲ့ကိုကမသိကြအောင်ဆောင်ပြီးတော့မှလျှောက်လိုက်လို့ဆိုရင်အဲ့ဒီမှာလာဝကအရင်ကသူ့ရဲ့စည်ရင်းစရာတွေနဲ့တိုက်ပြီးစစ်လိုက်တဲ့အခါကျတော့အဲ့ဒီမှာသူကလျှောက်ထားဘူးနေတာဖြစ်နေတယ်ဖြစ်တဲ့အခါကျတော့အဲ့ဒါလို့ဆိုရင် reject ထပ်ပြီးတော့မှဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီဟာကိုသတိထားပါတော့ဥပမာပြအရင်တော့လည်းပဲ COE အောင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အောင်ထားတယ်ဒါပေမဲ့မသွားပြစ်လိုက်အကြောင်းမျိုးကြောင့်မသွားပြစ်လိုက်ဘူးဆိုရင်တော့မှပဲပြောပါဘာလို့လဲအဲ့လိုမဟုတ်လို့ဆိုလို့ဆိုရင်ရင်တော့လျှောက်ထားဘူးတာရှိတဲ့ဟာကိုမလျှောက်ထားဘူးဆိုပြီးတော့မှလျှောက်တယ်ပေါ့နော်ဆိုပြီးတော့သူတို့က reject လုပ်လိုက်နိုင်တယ်ပေါ့ဒါဆိုလို့ရှိရင်လမ်းကြောင်းတွေကိုလည်းသိပြီးဘာတွေပြင်ဆင်ရမှာလဲသိပြီးဆိုတော့နောက်ဆုံးအပိုင်းမှာတော့ဂျပန်မသွားခင်စိတ်သက်ပိုင်းဆိုင်ရာတွေဘာတွေပြင်ဆင်ရမလဲဆိုတာကိုနားထောင်ခြင်းသူတွေသိချင်နေတဲ့မိကုံးလေးတွေကိုဖြေချပေးသွားပါမယ်။အခုဆိုရင်ကျွန်တော်တို့ podcast ရဲ့နောက်ဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီ။ဒီဘိုင်းမှာတော့ဂျပန်တော့ပြင်ဆင်နေတဲ့သူတွေမေးများတဲ့မိကုံးလေးအချို့နဲ့ဂျပန်ကိုမြောက်ခင်ဘာတွေစိတ်သက်တွေပြင်ဆင်ထားရမလဲဆိုတဲ့ဟာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့မေးပြတဲ့မိကုံးတွေကတော့ဒီအသက်30ကျော်ရင်သွားလို့ရလားရပါတယ်အထူးသဖြင့် specify skill work ကဒီကျွမ်းကျင်လုပ်သားဗီဇာနဲ့ engineer ပညာဗီဇာတွေမှာအသက်30ကျော်40နာအထိသွားဖို့အတွက်ကိုအခွင့်အလမ်းတွေရှိတယ်ပေါ့နော်ဒါပေမဲ့အသက်အရွယ်ရလာတာနဲ့အမျှဂျပန်သာတင်ယူနိုင်တဲ့စွမ်းရည်နဲ့ကျန်းမာရေးကအရေးကြီးတာကြောင့်မလို့ပို့ပြီးတော့ကြိုးစားဖို့တော့လိုတယ်ပြီးတော့ဂျပန်နိုင်ငံမှာဥပမာပြအသက်40ကျော်ဝါပြီအသက်50လောက်ဖြစ်နေပြီအသက်50လောက်ဖြစ်နေပြီဆိုရင်အဲ့ဒီအသက်50လောက်ဖြစ်နေတဲ့သူကထားလိုက်ပါတော့ဂျပန်မှာဘိုးဘွားဆောင်းရှောက်အလုပ်သွားလုပ်မယ်ဆိုလို့ဆိုရင်ဘိုးဘွားရဲ့သူနဲ့ရွယ်လူလောက်ဖြစ်နေတော့သူ့ပြန်ပြုစုနေရမှာပေါ့နော်အဲ့လိုမျိုးဖြစ်နေအောင်ပဲဆိုတော့ဒါကတော့စတာပါခင်ဗျာဆိုတော့အသက်ကဥမာပြအလုပ်လုပ်တဲ့အရွယ်ပေါ့နော်လုပ်တဲ့အရွယ်30ကျော်40လောက်ထိကတော့ရပါတယ်အလုပ်နဲ့ဗီဇာနဲ့ပေါ့နော်ကျောင်းသားဗီဇာဆိုရင်တော့အဲ့လောက်ကြီးကြတော့မလွယ်တော့ဘူးကျောင်းနေရလဲပဲခုနောက်ပိုင်းကျတော့စီစစ်ပြီးတော့မှခေါ်လာတယ်အသက်ကိုဥမာပြ25ဝင်းချင်း25အောက်တို့တခါကျရင်ကျွတ်ကျောင်းနေကြတော့30အောက်လောက်ထိခေါ်ပြီးတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ကျောင်းသားဗီဇာကတော့အသက်30အောက်လောက်ဆိုရင်တော့သွားလို့ရတယ်
နောက်ထပ်မေးခွန်းကကြတော့ဂျပန်စာဘယ်လောက်ကြာအောင်သင်ရမလဲပေါ့တော့ဂျပန်စာကိုအခြေခံ N5 ကနေ N4 ထိသင်မယ်ဆိုလို့ဆိုပုံမှန်အဖြစ်6လကနေ9လလောက်အချိန်ပေးရတယ်ဒါပေမဲ့အပေါ်ရဲ့အောင်ယုံတွေမဟုတ်ပဲနဲ့တကယ်ပြောတတ်နားလည်ဖို့ကတော့ရေးပို့ပြီးတော့မှရေးကြည့်တယ်ပေါ့ဒါကြောင့်မလို့ဂျပန်စာကိုဒီ level တစ်ခုတည်းသင်တာမဟုတ်ပါဘူးစကားပြောတန်းနေ join နာတို့စသဖြင့်အဲ့ဒီဟာလေးတွေကိုထပ်ပြီးတော့မလုပ်ကြည့်နဲ့အကောင်းဆုံးကတော့ဂျပန်လူမျိုးဆီယာမတွေသင်တယ်အတန်းတွေကိုတက်တာတော့အကောင်းဆုံးပဲဒါပေမဲ့လို့မြန်မာလူမျိုးတွေအတွက်က N5 ကနေစပြီးသင်တဲ့စီမှာဂျပန်လူမျိုးနဲ့စပြီးသင်မယ်ဆိုရင်စပိုင်းကဘာသာစကားလုံးဝနားမလည်တဲ့အတွက်ကြောင့်ခက်ခဲရှိနိုင်တယ်ပေါ့ဒါကြောင့်မလို့ N5 N4 လောက်ပြီးပြီဆိုလို့ရှိရင်ဂျပန်လူမျိုးဆီယာမတင်တဲ့ဒီစကားပြောတန်းလေးတွေတက်တာမျိုးစသဖြင့်ဂျပန်ရဲ့စကားပြောရဲ့လေးတွေသိန်းလေးတွေကောင်းအောင်ပေါ့နော်အဲ့လိုမျိုးလေးတက်တင်ပါတယ်ပေါ့နောက်တစ်ခုကတော့စိတ်တစ်ပိုင်းဆိုင်ရာပြင်ဆင်မှုကိုပြောချင်ပါတယ်ဂျပန်ရောက်သွားရင်အရာအလုံးကပန်းခင်းလည်းမဟုတ်နိုင်ပါဘူးယဉ်ကျေးမှုမတူတာတွေနဲ့အလုပ်ထဲမှာစီကန်းကြီးတာတွေနောက်ပြီးတော့ခါကြတော့ဒီမိသားစုတွေနဲ့ဖွဲခွာရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နိုင်ငံမှာလည်းမဟုတ်ဘူးလေနော်ဆိုတဲ့ခါကျတော့စိတ်တကြတာတွေဖြစ်နိုင်တယ်အဲ့အချိန်ကြလို့ဆိုရင်ကိုကဘာကြောင့်ဂျပန်လာခဲ့လဲဆိုတဲ့မူလရည်ရွယ်ချက်ကိုပြန်ပြီးတော့မှသတိရဖို့လိုတယ်ပြီးရင်ဂျပန်လူမျိုးတွေရဲ့အလုပ်ပေါ်ထားတဲ့စိတ်ဓာတ်ကိုအတူယူရမယ်စိတ်ဓာတ်မကြပဲကြိုးစားမယ်ဆိုရင်တနေ့နေ့အတွင်းမှာကိုဘွားကအသီးသီးတတာပြောင်းလဲလာမှာပါဂျပန်လူမျိုးတွေအကုန်လုံးကတော့ဒီခုနကပြောတဲ့ကောင်းမွန်တဲ့မန်နာတွေပဲရှိတာတော့မဟုတ်ဘူးပေါ့နော်ဂျပန်လူမျိုးတွေကအလုပ်ပေါ်မှာထားတဲ့စိတ်ဓာတ်ကကောင်းတာတော့မှန်တယ်ဒါပေမဲ့တချို့နေရာတွေမှာလူတိုင်းမှာကတော့ကောင်းဆိုဒွန်တွဲနေတာပဲလीနော်ဆိုတော့မကောင်းတဲ့အချက်တွေလည်းရှိတယ်အဲ့ဒီဟာလေးတွေကိုလည်းပဲသတိထားပြီးတော့မှသင်ယူဖို့ဆိုတော့နောက်တစ်ခုကဂျပန်ရောက်သွားပြီဆိုလို့ရှိရင်ကိုချလောက်ပေါ်ကိုရက်တီရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကတော့ကြီးတဲ့လူတွေပေါ့နော်အသက်30ကျော်တွေကတော့ပြဿနာမဟုတ်ဘူးဒါလူဘဝမှာအတွေ့အကြုံတွေလည်းအများကြီးရှိလာပြီးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်ဒါပေမဲ့လို့ကျောင်းသား18နှစ်အပေါ်ပေါ့နော်18နှစ်ကနေပြီးတော့မှ25လောက်ဝန်းကျင်လောက်ကျောင်းသားတွေဆိုလို့ဆိုရင်တော့ဒါကိုမြန်မာနိုင်ငံကိုခွဲပြီးတော့မှသွားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုချတော့ဘောကိုရက်တည်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်ဆက်သောက်ဆုံးမှာကနည်းနည်းခက်ခဲနိုင်တယ်အဲ့တော့ပြောချင်တာမြန်မာမှာကကြတော့ဘာဖြစ်လဲဆိုတော့တခုခုဆိုရင်မိဘကလိုက်ကူညီတာများတယ်ဥပမာဖြစ်ကျောင်းသွားရင်တော့မှအခုချိန်ဒီဟိုမှာစတိတ်ကျောင်းတွေတက်နေတဲ့သူတွေတက္ကသိုလ်အထိကိုပဲမိဘကလိုက်ပို့ရတဲ့အကျိုးရတဲ့သူတွေအခုချိန်ထိရှိနေတော့မယ်အဲ့တော့ရန်အောင်ပကောင်းတယ်ပေါ့နော်အဲ့လိုမျိုးရှိနေတော့မယ်ဒါကြောင့်မလို့အဲ့လိုလူမျိုးတွေကြတော့ဂျပန်ကိုသွားပြီဆိုလို့ရှိရင်ကိုရက်တည်ရတော့မှာဆိုတော့ဖိုးရောက်ရင်စိတ်ညစ်စရာတွေအများကြီးကြုံရနိုင်တယ်ဘာတွေကြုံရမလဲလုပ်ငန်းခွင်မှာအရန်ကို pressure တွေများမယ်ဥပမာအချိန်ပိုင်းလုံးလုပ်တယ်မြန်မာမှာလို့ဘောကျော်နေခဲ့တဲ့သူတွေကနေလို့မရတော့ဘူးနော်အားနေတော့မှတို့ကဒီကျမ်းပြင်ဒီခုံနေစားတောက်ဆိုင်နေမှာဆိုရင်လုံးမရှိဘူးလုံးဝအားနေတယ်ဆိုရင်တော့မှဘာမှထိုင်နေလို့မရအောင်ဒီခုံနေမပြောင်းလက်နေအောင်တိုက်ရတာပေါ့ဒါမြန်မာမှာဒါမျိုးတွေကသိမရှိဘူးနော်သိမရှိဘူးဆိုတော့မှလက်ဖေးဆိုင်တွေဘာလို့သွားကြည့်လိုက်လို့ဆိုရင်တိမှာဟောနော်ညီမလက်ဖေးဆိုင်တွေမှာဆိုရင်ပုံမှန်အဖြစ်သွားကြည့်လိုက်ရှေ့ကလူစားသွားတဲ့ဟာကိုတော့မှအမြန်လာမသိမ်းကြဘူးဟုတ်တယ်မလားဆိုတော့လုံးဝကွာခြားသွားမှာဟိုရောက်လို့ဆိုရင်ဆိုတော့ဒီဟာတွေကလည်းပဲရှိတယ်လို့မျိုးလုပ်ငန်းခွင်ကစီကံကြီးတာတွေကြောင့်မလို့လည်းပဲစိတ်ညစ်ရတာတွေဝမ်းနည်းရတာတွေငိုရတာတွေဖြစ်နိုင်တယ်ပေါ့နော်ဒီဟာကိုလည်းပဲထည့်တွက်လာခဲ့ပါဒါပေမဲ့လို့ဒီဟာကခဏပါပဲနော်ခဏပါပဲ1လ2လ3လ4လလောက်ဆိုရင်ဒါနေသားကျသွားပြီဆိုလို့ဆိုရင်ဒါအရန်ကိုကောင်းမွန်တဲ့အတွေ့အကြုံတွေဖြစ်လာမှာပေါ့ချုံနေနဲ့ပြောရမယ်ဆိုရင်တော့ဂျပန်သွားခြင်းကခက်ခဲတဲ့ကီးတစ်ခုဖြစ်နိုင်ပေမဲ့ဒီတမိုးရှိတဲ့အပြောင်းလဲတစ်ခုဖြစ်မှာပါပေါ့မှန်ကန်တဲ့ဗီဇရေးချယ်မှုတွေဒီစိတ်ဆက်တဲ့စာရေးစာတမ်းပြင်ဆင်မှုနဲ့ခိုင်မာတဲ့ဂျပန်စာရေးခြင်းတွေရှိမယ်ဆိုရင်တော့တင်တို့ရဲ့ဂျပန်အိမ်မက်ကလက်တကမ်းမှာပဲရှိနေမှာပါဒီနေ့ podcast ကလေးကနေဂျပန်သမုတ်ပြင်ဆင်နေတဲ့လူငယ်တွေအတွက်လမ်းပြမြေပုံတစ်ခုအနေနဲ့ရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်အကယ်တင်သိချင်တဲ့မိကုန်းလေးရှိသေးလို့ဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ဂျပန်Nijuku page မှာမေးမြန်းနိုင်ပါတယ်အားလုံးပဲကိုယ့်ရဲ့အိမ်မက်တွေစီကိုလှပစွာရှောက်လန်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါရစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်